Oldham ရဲ့အနာဂတ်ဘယ်ဆွန်နောက်ခံလူတော့မဟုတ် Lewis Hall ဟုတ်ပါတယ်ကျွန်တော် United အသင်းကလက်ရှိဘောလုံးရသည်မှာဘယ်နောက်ခံအစွန်ကစားသမားတဦးလိုအပ်နေပါတယ်အားကြောင့်လဲဆိုတော့အသင်းရဲ့ဘယ်ဆွန်နောက်ခံကစားသမားဖြစ်တဲ့လူရှော့ကအသက်32နှစ်ရှိလာပြီပြီးတော့လူရှော့ကပွဲဆက်တွေများတဲ့အခါမကြာခဏတန်ရန်ရရှိတတ်တယ်ဒါကြောင့်သူ့နေရာမှာရေရှည်အစားထိုးဖို့အတွက်အသင်းကဘယ်နောက်ခံကစားသမားတွေရှာဖွေနေပါတယ်ဒီကစားသမားတွေထဲမှာ United နဲ့နာမည်ထွက်နေတာကတော့ Newcastle က Lewis Hall ရှိမယ် Fulham က Anthony Robertson ရှိမယ်ဒါအပြင် Arsenal သင်းက Lewis Skelly ကိုသဘောကျတယ်ဆိုပြီးတော့United သတင်းတွေမှာတွေ့ရတယ်။ Okay ဒီကစားသမားသုံးထဲကမှလက်ရှိအချိန်မှာ United ကော်ယူမယ်ဆိုပြီးတော့သတင်းတွေကျေလောင်စွာထွက်လာတာကတော့ Newcastle က Lewis Hall ပါ။ဟုတ်ပါတယ်။တချို့နာမည်ကြီးသတင်းထောက်တွေကတော့ United အနေနဲ့ Lewis Hall ကိုခေါ်ယူဖို့စတင်ဆွေးနွေးနေပြီလို့သိရပါတယ်။ Lewis Hall ကလူငယ်ကစားသမားဖြစ်တယ်။ potential လည်းအများကြီးရှိတဲ့အတွက်သူ့ကိုပေးရမယ့်စီးကမသေးပါဘူး။လက်ရှိမှာ Lewis Hall ကိုခေါ်ယူမယ်ဆိုရင်တော့ Euro တန်း60ကနေ80ဂျားအထိသုံးရမယ်။ဒါကဘယ်နောက်ခံလူကစားသမားအတွက်များပြားလွန်းလာတဲ့တောင်းဆိုချေပါပဲ။ဒါပေမဲ့ကျွန်တော် United တင်းရဲ့တာဝန်ရှိသူတွေကိုပြောချင်တာတော့ Lewis Hall ကိုတန်း60 80ပေးပြီးတော့ခေါ်ယူလိုက်ပါ။ဘာကြောင့်လဲဆိုတော့ Lewis Hall ကအနာဂတ်မှာအရန်ကောင်းပြီးတော့တန်ကြီးတန်းတရာအထိမြင့်တက်လာနိုင်တဲ့လူငယ်ကစားသမားလေးဖြစ်နေလို့ပါပဲ။ဟုတ်ပါတယ်။Lewis Hall ကအသက်22နှစ်အရွယ်အင်္ဂလန်နိုင်ငံသားဖြစ်ပြီးတော့အင်္ဂလန်လက်ရွေးစင်မှာလည်းရွေးချယ်ခံရတယ်ဒါပေမဲ့2026 World Cup မှာတော့တူချေရဲ့အင်္ဂလန်အသင်းရဲ့စကွက်မှာတော့ပါဝင်နိုင်ခြင်းမရှိဘူးလူချေကပါစနယ်အရန်ဆန်ပြီးတော့သူနဲ့အဆင်ပြေမဲ့ကစားသမားတွေကိုလည်းရွေးချယ်သွားပါကျွန်တော်ယူနိုက်တက်ရဲ့ခြေစွမ်းပြနေတဲ့ Harry Maguire ကိုချက်လိုက်ခဲ့တယ်တခြားဒီ Alexander Arnold တို့တကယ်ခြေစွမ်းအခြေသားရှိတဲ့ကိုပွားမတို့လူငယ်ကစားသမားတွေကိုချက်လိုက်ခဲ့ပါတယ်အားကြောင့်လည်းဒီကစားသမားတွေနဲ့တူ Lewis Hall ကလည်းဒီ2026ကမ္ဘာဖလားမှာပါဝင်ခဲ့ရခြင်းမရှိဘူးသူ့အနေနဲ့ဒီမနစ်ကပြများသည့်ဘောလုံးရသည်မှာခြေစွမ်းတော်တော်လေးကောင်းမွန်ခဲ့ပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော် United အသင်းအနေနဲ့ Lewis Hall ကိုပေါင်တန်း60 80သုံးပြီးဘာကြောင့်ခေါ်ယူတင်လဲဆိုတာကိုတော့ဆွေးနွေးကြမယ်။ပေါင်ဆုံးအနေနဲ့သူ့ရဲ့အားသာချက်တွေကိုပြောပြပါမယ်။ Lewis Hall က speed ရန်ကောင်းပါတယ်ဟုတ်ပါတယ်သူကငယ်ရွယ်တဲ့အတွက်လျင်မြန်ပြီးတော့မြန်နှုန်းမြင့်တဲ့ကစားသမားတစ်ဦးဖြစ်တယ်။ဒီချိန်ကဒီ Garaby လိုမျိုးဘောလုံးကိုအသင်းဖက်အချမ်းကနေတစ်ဖက်အသင်းရဲ့ area ပေါက်တဲ့အထိလိန်ခောက်ကြော်ဖြတ်မှုတွေနဲ့ဆွဲပြီးယူနိုင်ပါတယ်။ဒါအပြင် Lewis Hall ကပေးဖို့မှုတွေတိကျတယ်ဖြတ်တင်ပေါ်တွေကောင်းပါတယ်။သူကဘယ်တောင်မှန်ကနေကို area တွေကိုဖြတ်တင်ပေါ်တင်းတဲ့နေရာမှာတော်တော်လေးကိုထူးချွန်တယ်။ဒါက United အသင်းမှာ Benjamin Sesko လိုခေါင်းထိုက်စွမ်းရည်မြင့်မားတဲ့တိုက်စစ်တုံးနဲ့သာတွဲဖက်လိုက်မယ်ဆိုရင်တော့အနာဂတ်မှာ United ရဲ့တိုက်စစ်ကတော်တော်လေးကိုကောင်းလာမှာပါ။ဒါအပြင် Lewis Hall က wall weight ကောင်းပါတယ်။လူငယ်ကစားသမားPP မိနစ်60လုံးမနာတမ်းပြီးလောပြီးဆော့ကစားနိုင်တယ်။ဒါကလူရှော့မှာမတွေ့ရတဲ့ skill မျိုးပေါ့နော်။လူရှော့ကတစ်ချိန်တုန်းက United အတွက်မိနစ်60လုံးမနာတမ်းပြီးလောဆော့ကစားနိုင်ခဲ့ပေမဲ့သူ့အနေနဲ့အသက်အရွယ်တစ်ခုရှိလာတဲ့အခါမှာတော့အရန်ကြီးဘယ်တောင်မှတစ်လျှောက်ပြီးလောအတက်ဆင်းဆော့နိုင်တာမျိုးတိတ်မတွေ့ရတော့ဘူး။ဒါပေမဲ့လည်းသူ့မှာ experience နဲ့တပါးတွေတော့ရှိနေသေးတယ်။ဒါကြောင့်ဒီနှစ်မှာ Lewis Hall ကိုခေါ်ယူမယ်ဆိုရင်တော့လူရှော့နဲ့အလှည့်ကျသုံးမယ်။နောက်နှစ်မှာတကယ်လို့လူရှော့ကအသင်းပြောင်းမယ်ဆိုရင်တော့ Lewis Hall ကUnited ရဲ့အနာဂတ်အတွက်အကောင်းဆုံးဘယ်ဆိုနောက်ခံလူတူဖြစ်လာဖို့ရှိနေပါတယ်။ဒါအပြင် Lewis Hall ကဘယ်နောက်ခံလူဆိုပေမဲ့ဘောလုံးအထိန်းသိမ်းတော်တော်ကောင်းတယ်အလိန်ခောက်လည်းတော်တော်ကောင်းပါတယ်။သူရဲ့ကစားပုံတွေကိုကြည့်ရတဲ့လောက်ကတော့ဒီချိန်က Real Madrid ရဲ့ဘယ်ဆိုနောက်ခံလူဖြစ်တဲ့ Marcelo နဲ့တော့ခက်တူတူပါဟုတ်ပါတယ်။နောက်ခံကစားသမားဆိုပေမဲ့ skill တွေအရန်ကောင်းမွန်ပြီးတော့တိုက်စစ်အတွက်အရေးပါတဲ့ပေးပို့မှုတွေပြုလုပ်နိုင်တဲ့ Lewis Hall ကိုကျွန်တော်ကတော့ United အသင်းကိုခေါ်ကြည့်ချင်ပါတယ်။ Lewis Hall ကဒီကောင်းတဲ့အချက်တွေကြီးပဲရှိနေတာတော့မဟုတ်ပါဘူး။သူ့မှာလည်းအားနည်းချက်တွေရှိပါတယ်။သူရဲ့အားနည်းချက်တွေကဘာတွေလဲဆိုတော့သူကတိုက်စစ်လိုက်ပါမှုကောင်းတယ်ဆိုပေမဲ့အခါတရံတိုက်စစ်အလွန်ကြုံလိုက်ပါတက်ပြီးတော့ခံစစ်မှာအားနည်းဒါမျိုးရှိတတ်တယ်။လူငယ်ကစားသမားဆိုတော့ဒီအတွေ့အကြုံပိုင်းတွေပွဲတွင်းမှာရုတ်တရက်နေမြန်စွာချမှတ်ရတဲ့သုံးဖြတ်မှုအပိုင်းတွေမှာလိုအပ်နေပါသေးတယ်။ဒါအပြင်မိနစ်60လုံးမနာတမ်းကစားနေတဲ့အတွက်သူ့အနေနဲ့ပွဲစဉ်တွေများလာတဲ့အခါ injury ရနိုင်ခြေရှိပါတယ်။ဒါကတော့ Lewis Hall ရဲ့အားနည်းချက်ပါ။ဒါကြောင့်ကျွန်တော် United အသင်းအနေနဲ့လူရှော့ရဲ့ရန်နီယာအတွက် Lewis Hall ကိုတေချာပေါက်ခေါ်ယူသင့်ပါတယ်။ Lewis Hall ကလက်ရှိအချိန်မှာပြည့်စုံနေတဲ့ကစားသမားမဟုတ်ဘူးဆိုပေမဲ့
သူ့ရဲ့အသက်အရွယ်ရအောင်သူ့ရဲ့ high potential ရအောင်အနာဂတ်မှာ United အသင်းအတွက်အားကိုးရမယ့်ဘယ်ဆိုနောက်ခံလူတူချင်းတည်ဖြစ်လာမှာပါ။အဲကြောင့် Louis Hall ကိုကျွန်တော် United အသင်းခေါ်ယူနိုင်ပါစေလို့ဆုတောင်းနေပါတယ်။ဟုတ်ကဲ့အားလုံးကျေးဇူးများတင်ပါတယ်။ကျွန်တော်ကတော့ United ဘိုက်ကတပ်ပိုင်းပဲဖြစ်ပါတယ်။ပိုကောင်းတဲ့ United သတင်းတင်ဆက်မှုတွေနဲ့ထပ်ပြီးလာခဲ့ပါအောင်မယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like and follow ပြုလုပ်ပေးခဲ့ပါအောင်လို့တောင်းဆိုပါရစေ။